နံပါတ်9ကစက်ကူလေးရင်ကိုပြစ်ခဲ့ပေမဲ့အတန်းဖော်အားလုံးကနံပါတ်3ညကိုပဲအပြစ်တင်ကြတဲ့ဆရာမကလည်းအမှန်တရားမစစ်ဆေးပဲသူ့ကိုတုံးနဲ့ချက်ချင်းရိုက်နှက်လိုက်တယ်ဒီကဘာမှာနံပါတ်အလိုက်လူမှုအဆင့်တန်းကိုသတ်မှတ်ထားပြီးနံပါတ်ကြီးလေးလေးဂုံတိတ်ခါနဲ့အာနာပိုရှိလေးလေးဖြစ်တဲ့အနားယူချိန်မှာနံပါတ်9 10 9တို့ကအတူတကွကစားကြပြီးနံပါတ်4 5 6တို့ကလည်းကိုယ့်အစုနဲ့ကိုပျော်ရွှင်နေကြတယ်ဒါပေမဲ့အနည်းဆုံးဆင့်ဖြစ်တဲ့နံပါတ်3ညကတော့တယောက်တည်းအထီးကျန်စွာထိုင်နေရတယ်အခြားသူတွေပျော်ရွှင်နေကြတာကိုမြင်ရင်သူ့စိတ်ထဲမှာမနာလိုမှုတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာနံပါတ်10ကသူ့ကိုကျိုးခုံကိန်းမှာပါဝင်ဖို့ဖိတ်ခေါ်လိုက်တယ်နံပါတ်3ညကဝမ်းသာအားရပြေးသွားခဲ့ပေမဲ့အဲ့ဒါဟာသူ့ကိုလောင်ပြောင်မှုစီစဉ်ထားတဲ့အယောင်ဆောင်မှုတစ်ခုသာဖြစ်နေခဲ့တယ်သူတို့ကနံပါတ်3ညကိုကျိုးနဲ့ချီပြီးတစ်ပင်ပေါ်မှာကောင်းအောင်စိုက်ချိတ်ထားလိုက်ကြတယ်အနီးကလမ်းတန်ရှင်ရဲ့အမျိုးသမီးကဒီမြင်ကွင်းကိုတွေ့ပေမဲ့ချိတ်ထားသူကနံပါတ်3ညဖြစ်နေတဲ့အတွက်ဘာမှမလုပ်ပဲလှည့်ထွက်သွားခဲ့တယ်အရွယ်ရောက်လာတဲ့အခါမှာလည်းသူ့ရဲ့အနှိမ့်ဆုံးအဆင့်တန်းကြောင့်အလုပ်တစ်ခုမှမရနိုင်ခဲ့ဘူးဝင်မရှိတဲ့အတွက်အမိုက်ပုံတွေကြားမှာပဲနေထိုင်ရင်ဘဝကိုဖျက်ဆီးခဲ့ရတယ်။ဒီနေ့မှာတော့နံပါတ်ကြီးတွေကနံပါတ်1တယောက်ကိုအနိုင်ကျင့်နေတာကိုတွေ့လိုက်ရတယ်။သူကအော်ဟစ်ပြီးကူညီဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာကိုယ်တိုင်ပဲအပြင်းထန်ရိုက်နှက်ခံလိုက်ရတယ်။နောက်တနေ့မနက်မှာဒဏ်ရာအပြည့်နဲ့နိုးလာတဲ့အခါသူ့ဘေးမှာနံပါတ်3ညဖြစ်တဲ့ကောင်မလေးတယောက်ထိုင်နေခဲ့တယ်။အချိန်ကြာလာတာနဲ့အမျှသူတို့နှစ်ယောက်အချစ်တွေလာကြတယ်။ဒါပေမဲ့အခြားသူတွေရှိမှတော့မသိတယ်လို့နေကြရတယ်။ဘာကြောင့်လဲဆိုတော့နံပါတ်3ညတွေကိုအခြေအတောင်ခွင့်မပြုထားလို့ပဲဖြစ်တယ်။ဒါပေမဲ့တနေ့မှာတော့အာနာပိုင်တွေကသူတို့ရဲ့အခြေအရေးကိုတည်သွားပြီးအတင်းအကျပ်ခွဲခွာစေခဲ့တယ်။အဲ့ဒီနေ့ကစပြီးနံပါတ်3ညကိုအမောင်ခန်းထဲမှာပိတ်လောင်ထားလိုက်တယ်။တနေ့သူချစ်သူကလာရောက်တွေ့ဆုံပြီးအံ့အားသင့်ဖွယ်သတင်းတစ်ခုကိုပြောပြခဲ့တယ်။သူမမှာကိုဝင်ရှိနေပြီဖြစ်တယ်။တစ်ဖက်မှာတော့နံပါတ်ကြီးတွေကသူမကိုလက်ညှိုးထိုးပြီးလှောင်ပြောင်စော်ကားနေကြတဲ့စိတ်ဖိစီးမှုတွေများလွန်းလာတာကြောင့်သူမဟာရုတ်တရက်မြေပြင်ပေါ်လဲကျသွားခဲ့တယ်။ဒီအချိန်မှာပဲကလေးငိုတန်တစ်ခုလူအုပ်ကြားထဲပြန့်နှံ့လာတယ်။သူတို့ရဲ့ကလေးဟာတတ်မှတ်ရမတိုင်ခင်မွေးဖွားလာခဲ့တာဖြစ်တယ်။ဒါပေမဲ့အံ့အားသင့်စရာကောင်းတာကအဆင့်မြင့်နံပါတ်တွေအားလုံးဟာမွေးကင်းစားကလေးလေးရှိမှဥညွတ်အယိုတင်ပေးလိုက်ကြတာပဲဖြစ်တယ်။အကြောင်းရင်းကတော့နံပါတ်3ည2ယောက်ကမွေးဖွားခဲ့တဲ့ကလေးဟာတာမန်နံပါတ်မဟုတ်ပဲ infant လေးဖြစ်နေခဲ့လို့ပဲဖြစ်တယ်။ကလေးငိုတန်ကိုကြားလိုက်ရတဲ့အချိန်မှာနံပါတ်3ညဟာသူ့ဘဝတစ်လျှောက်ပထမဆုံးအကြိမ်မျက်ရည်ကျခဲ့တဲ့ထို့နောက်အမောင်ခန်းတကားကတဖြည်းဖြည်းပွင့်လာပြီးအဲ့ဒီအချိန်ကစလို့သူတို့မိသားစုရဲ့ဘဝဟာလုံးဝပြောင်းလဲသွားတော့တယ်။ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေ။ကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်တော့ပေးကြပါနော်